Trump ကနိုင်ငံ12နိုင်ငံကလူတွေအမေရိကန်ကိုဝင်ခွင့်ပေးမဲ့အမိန့်ထုတ်လိုက်ပြီ Donald Trump ဟာနိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်ကိုဝင်ခွင့်မပြုတော့ဘူးလို့ကြေညာလိုက်တဲ့အမိန့်ကြေညာစာကိုလက်မှတ်ထိုးလိုက်ပြီဗျသူကဒီလိုလုပ်တာဟာနိုင်ငံသားကအကြမ်းဖက်သမားတွေရောတခြားလုံခြုံရေးဆိုင်ရာထိန်းချုပ်မှုတွေကနေပါကာကွယ်ဖို့အတွက်လိုအပ်တယ်လို့ပြောပါတယ်ဘယ်နိုင်ငံတွေပါဝင်လဲဆိုတော့လုံးဝကိုဝင်ခွင့်ပိတ်ခံရတဲ့နိုင်ငံတွေကတော့အာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယာဂီနီအီရီထရီးယားဟေတီအီရန်လစ်ဗျားဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ဖြစ်ပါတယ်ဒီအပြင်ဘူရွန်ဒီကျူးဘားလာအိုစီရီယာလီယွန်တိုဂိုတက်မင်နစ္စတန်နဲ့ဗင်နီဇွဲလားအပါအဝင်နောက်ထပ်9နိုင်ငံကလူတွေရဲ့ဝင်ခွင့်ကိုတော့တစ်စိတ်တစ်ပိုင်းကန့်သတ်ထားမှာပါဒါဆိုဘယ်သူတွေလွတ်မှာလဲ Bloomberg ရဲ့သတင်းအရဆိုရင်ဒီပိတ်ပင်မှုဟာဗီဇာရှိပြီးသားသူတွေအမေရိကန်မှာတရားဝင်အမြဲတမ်းနေထိုင်သူတွေဒါမှမဟုတ်ကမ္ဘာ့ဖလားဒါမှမဟုတ်အိုလံပစ်ပြိုင်ပွဲတွေအတွက်တွာလာတဲ့အသင်းတွေကိုတော့တက်ရောက်မှုမရှိဘူးလို့သိရပါတယ်။အီရန်မှာဖိနှိပ်ခံရတာတွေကနေလွတ်မြောက်ဖို့အထူးဗီဇာရှိသူတွေဒါမှမဟုတ်အမေရိကန်စစ်တပ်ကိုကူညီခဲ့တဲ့သူတွေလည်းကင်းလွတ်ခွင့်ရပါတယ်တဲ့။ Trump ဘာတွေပြောသွားလဲ။ Mr. Trump က X မှာတင်ထားတဲ့ဗီဒီယိုတစ်ခုမှာကျွန်တော်တို့ကိုထိခိုက်အောင်လုပ်ချင်တဲ့သူတွေကိုကျွန်တော်တို့နိုင်ငံထဲဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့တက်ကိုပြောခဲ့ပါတယ်။သူကဒီစည်ရင်းကိုနောက်ပိုင်းပြန်ပြင်နိုင်ပြီးနိုင်ငံတစ်တွေလည်းထက်နိုင်တယ်လို့ထပ်ပြောသွားပါသေးတယ်။ဘယ်ချိန်ကစပြီးအကျုံးဝင်မလဲဒီအမိန့်ကြေညာစာဟာ2025ခုနှစ်ဇွန်လ9ရက်နေ့မနက်7:10စက္ကန့်စင်ကာပူစံတော်ချိန်နေ့လယ်12:10စက္ကန့်မှာစတင်အသက်ဝင်မှာပါအဲ့ဒီရက်မတိုင်ခင်ထုတ်ထားတဲ့ဗီဇာတွေကိုတော့ဖျက်သိမ်းမှာမဟုတ်ဘူးလို့အမိန့်မှာဖော်ပြထားပါတယ်မစ္စတာထရန့်ကဘာလို့ဒီနိုင်ငံတွေကိုပိတ်ပင်ရတာလဲဆိုတော့အပြင်းထန်ဆုံးပိတ်ပင်ခံရတဲ့နိုင်ငံတွေဟာအကြမ်းဖက်သမားတွေအများပြားရှိနေလို့ဗီဇာလုံခြုံရေးမှာပူးပေါင်းဆောင်ရွက်မှုမရှိလို့ခရီးသွားတွေရဲ့အချက်လက်တွေကိုအတည်ပြုနိုင်စွမ်းမရှိလို့ရာဇဝတ်မှုမှတ်တမ်းတွေမပြည့်စုံလို့အမေရိကန်မှာဗီဇာတက်တန်းကျော်ပြီးနေထိုင်မှုနှုန်းမြင့်မားလို့ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။အရင်ကရောဒီလိုမျိုးတွေရှိခဲ့ဘူးလား။ရှိခဲ့ဘူးပါတယ်ဗျ။သူ့ရဲ့ပထမဆုံးသမ္မတတက်တန်းတုန်းကမစ္စတာထရန့်ဟာမွတ်စလင်များစုနေထိုင်တဲ့နိုင်ငံ9နိုင်ငံကခရီးသွားတွေကိုပိတ်ပင်ခဲ့ဘူးပါတယ်။အဲ့ဒီမူဝါဒကအကြိမ်ပေါင်းများစွာပြောင်းလဲခဲ့ပြီး2018ခုနှစ်မှာတော့တရားရုံးချုပ်ကအတည်ပြုခဲ့တာပါ။ဒါပေမဲ့မစ္စတာထရန့်ကိုဆက်ခံတဲ့သမ္မတဟောင်းဂျိုးဘိုင်ဒန်ကတော့2021ခုနှစ်မှာဒီပိတ်ပင်မှုကိုဖျက်သိမ်းခဲ့ပြီးကျွန်တော်တို့ရဲ့အမျိုးသားစိတ်ဓာတ်မှာအစွန်းအထင်းတစ်ခုပဲလို့ပြောခဲ့ပါတယ်။အခုဘာတွေဆက်ဖြစ်နေလဲ။ဒီညွှန်ကြားချက်ဟာမစ္စတာထရန့်ရဲ့ဒုတိယသမ္မတတက်တန်းအစကနေစတင်ခဲ့တဲ့လူဝင်မှုကြီးကြပ်ရေးကိုတင်းကျပ်တဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။သူဟာ2023ခုနှစ်အောက်တိုဘာလကမိန့်ခွန်းတစ်ခုမှာဂါဇာကမ်းမြောင်လစ်ဗျားဆိုမာလီယာဆီးရီးယားယီမင်နဲ့ကျွန်တော်တို့လုံခြုံရေးကိုချိန်ချောက်တဲ့တခြားနေရာတွေကလူတွေကိုကန့်သတ်မယ်လို့ကတိပြုခဲ့ပါတယ်။မစ္စတာထရန့်ဟာဇန်နဝါရီ20ရက်နေ့မှာအမိန့်ထုတ်ပြန်ခဲ့ပြီးနိုင်ငံတော်လုံခြုံရေးချင်းချောက်မှုတွေကိုရှာဖွေတွေ့ရှိဖို့အတွက်အမေရိကန်ကိုဝင်ခွင့်ရလိုတဲ့နိုင်ငံသားအားလုံးကိုလုံခြုံရေးစစ်ဆေးမှုတွေပိုတင်းကျပ်အောင်လုပ်ဖို့လိုတယ်လို့ပြောခဲ့တာပေါ့။ဆိုမာလီယာကဘလို့တုံ့ပြန်လဲ။ဆိုမာလီယာကတော့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဖြေရှင်းဖို့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ချက်ချင်းကတိပြုခဲ့ပါတယ်။ဆိုမာလီယာကအမေရိကန်ပြည်ထောင်စုနဲ့နှစ်ရှည်လများဆက်ဆံရေးကိုတံမိုးထားပြီးသူတို့ထုတ်ဖော်ခဲ့တဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းဖို့ဆွေးနွေးပွဲမှာပါဝင်ဖို့အသင့်ရှိပါတယ်လို့အမေရိကန်မှာရှိတဲ့ဆိုမာလီယာတန်အမတ်ကြီးမစ္စတာဒါဟီယာဟက်ဆန်အတီကကြေညာချက်တစ်ခုမှာပြောခဲ့ပါတယ်။တကယ်တော့ဒီလိုပိတ်ပင်ဖို့အစီအစဉ်တွေကိုသူကအရင်ကတည်းကစတင်နေခဲ့တာပါဗျ။2023ခုနှစ်အောက်တိုဘာလတုန်းကမိန့်ခွန်းတစ်ခုမှာတော့ဂါဇာကမ်းမြောင်လစ်ဗျားဆိုမာလီယာဆီးရီးယားယီမင်နဲ့ကျွန်တော်တို့ရဲ့လုံခြုံရေးကိုချိန်ချောက်နိုင်တဲ့ဘယ်နေရာကနေမဆိုလူတွေကိုကန့်သတ်မယ်လို့ကတိပေးထားခဲ့ပြီးသားပါ။ပြီးတော့ဇန်နဝါရီလ20ရက်နေ့မှာဆိုရင်အမှုဆောင်မိန့်တစ်ခုထုတ်ပြန်ခဲ့တဲ့အဲ့ဒီအမိန့်ကတော့အမေရိကန်ကိုဝင်ခွင့်ရဖို့ကြိုးစားနေတဲ့နိုင်ငံသားတိုင်းကိုလုံခြုံရေးအရာပိုပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့လိုတယ်လို့ပြောထားပါတယ်